အပြင်ဘက်မှာမိုးကတဲထန်စွာရွာသွန်းနေသည်လေပြင်းတိုက်ခတ်တန်ကြောင့်တစ်ကိုင်းများကပြတင်းပေါက်မှန်ကိုလာရောက်ရိုက်ခတ်နေသည့်အတန်မှာတဆုံတယောက်ကလက်တဲဖြင့်ကုတ်ချစ်နေသလိုပင်ကျွန်တော်ဒီဧကန်ထဲတွင်စာဖတ်ရင်တယောက်တည်းရှိနေစဉ်အင်ရှိတကားခောက်တန်ခတ်အုပ်အုပ်ကိုကြားလိုက်ရသည်ညသကောင်ကျော်အချိန်တွင်မိသူဖြစ်နိုင်မည်နီတကားကိုဖွင့်လိုက်တော့အခါမိုးရီထဲတွင်ရွှဲရွှဲဆိုနေသည့်အမျိုးသမီးတဦးကိုတွေ့လိုက်ရသည်သူမသည်ခေါင်းငုတ်ထားပြီးအနှိပ်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်ကားပြတ်သွားလို့ပါဖုန်းခဏလောက်ငှားသုံးလို့ရမလားသူမ၏အတန်မှာတိုးညင်းတော်လေအေးဆက်လာသည်ကျွန်တော်ကသူမကိုအထဲသို့ဖိတ်ခေါ်ပြီးဖုန်းပေးခဲ့သည်သူမသည်ဖုန်းကင်ကနံပါတ်တစ်ခုကိုနှိပ်တော်လဲစကားပြောတန်ကိုမကြားရပြီခဏအကြာတွင်သူမကဖုန်းကိုပြန်ချလိုက်ပြီးကျေးဇူးတင်ပါတယ်သူတို့လာကြိုပါလိမ့်မယ်ဟုဆိုကပြုံးပြသည်သူမ၏အပြုံးသည်နွေးထွေးမှုမရှိဘဲကြောက်မဖွယ်ကောင်းအောင်တင်းငိမ်နေသည်မိုးတိတ်တဲ့အထိစောင့်ပါအောင်လားဟုကျွန်တော်ယဉ်ကျေးစွာကမ်းလှမ်းတော်လဲသူမကခေါင်းခါပြကတကားအပြင်ဘက်သို့ပြန်ထွက်သွားသည်နောက်တနေ့နနက်တွင်ကျွန်တော်ဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုစစ်ဆေးကြည့်မိသည်ထူးဆန်းသည်မှာသူမနှိပ်ခဲ့သောနံပါတ်မှာလွန်ခဲ့သော10နှစ်ခန့်ကပိတ်သိမ်းသွားခဲ့သည်သူ့တန်တစ်ခု၏ရုံးခန်းနံပါတ်ဖြစ်နေသည်ပို၍ထိတ်လန့်စရာကောင်းသည်မှာသူမထိုင်သွားခဲ့သည့်ဆိုဖာပေါ်တွင်ရေကွက်များမရှိဘဲလုံးဝခြောက်သွေ့နေခြင်းပင်သူတော်ထိုညကသူမကိုကျွန်တော်လက်ဆင့်ကမ်းပေးခဲ့သည့်လက်ဖက်ရည်ကွက်ထဲတွင်မူမိုးရီများဖြင့်ပြည့်လျံနေခဲ့သည်သူမသည်တကယ်ပဲလူသားတစ်ယောက်လားသူသည်မဟုတ်မိုးရီထဲကလွင့်မျိုးလာတဲ့ဝိညာဉ်တစ်ခုလားဆိုတာဘယ်သူမှမသိနိုင်တော့ပေ